အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့21ရာစုမှာနိဋ္ဌအာယုန်တွေသင်ခန်းစာတွေနဲ့အပြည့်ရှိနေတဲ့စီးရီးယားတော်လှန်ရေးအကြောင်းပဲဖြစ်ပါတယ်ဒီဖြစ်ရဟာရိုးတန်းတန်းတော်လှန်ရေးတစ်ခုနဲ့မဟုတ်ပါဘူးလူလူရဲ့မျှော်လင့်ချက်တွေဘယ်လိုလမ်းလွဲသွားလဲနိုင်ငံတကာနိုင်ငံရေးကစားကွက်တွေကြားမှာတော်လှန်ရေးတစ်ခုဟာဘယ်လိုကြိတ်နဲ့ခံလိုက်ရတယ်လဲဆိုတော့ပြနေတဲ့ပြဋ္ဌာန်းစာအုပ်တော့ပါပဲကျွန်တော်တို့မြန်မာပြည်သူတွေအတွက်လည်းစင်ញင်စရာသင်ခန်းစာယူစရာတွေအများကြီးရှိနေပါတယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့စောင်းရန်ရှောင်းရန်တွေကိုလေ့လာကြည့်ကြရအောင်ပါဇလန်က2011ခုနှစ်မတ်လမှာစခဲ့တာပါဒါရာမျိုးကကျောင်းသားလေး15ယောက်လောက်ဟာနိုင်ငံမှာမင်းတို့အလှည့်ရောက်ပြီးအာနာရှင်ဆိုတဲ့စာသားကိုသွားရေးမိတာကနေစစ်တပ်ကဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်ဒါကိုပြည်သူတွေကပြီးမခံနိုင်တော့ပဲလမ်းပေါ်ထွက်လာကြပါတယ်ပထမ6လလောက်အထိစီးရီးယားပြည်သူတွေဟာလက်နက်မကင်ခဲ့ကြဘူးဆိုတာကျွန်တော်တို့သတိပြုဖို့လိုပါတယ်သူတို့ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါဒါပေမဲ့အာဆတ်အစိုးရကဘာလုပ်လဲဆိုတော့ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုစစ်တပ်သုံးပြီးကြီးစံအစစ်နဲ့ပစ်တက်ခဲ့ပါတယ်ဒီနေရာမှာပဲတော်လန်ရေးဟာခုခံစစ်ကနေလက်နက်ကင်စစ်ကိုမလွဲမသွေကူးပြောင်းသွားခဲ့ရပါတယ်တော်လန်ရေးအားကောင်းလာချိန်မှာအာဆတ်အစိုးရကအရန်ကောက်ကျစ်တဲ့ view တစ်ခုကိုသုံးခဲ့ပါတယ်အဲ့ဒါကတော့ထောင်ထဲမှာရှိတဲ့အစွန်းရောက်တွေကိုလွှတ်ပေးလိုက်တာပါဘာကြောင့်လဲတော်လန်ရေးထဲမှာအစွန်းရောက်တွေရောနှောသွားအောင်တော်လန်ရေးကိုကဘာကကြည့်ရင်ဒီမိုကရေစီတောင်းဆိုသူတွေလို့မမြင်ပဲအကြမ်းဖက်သမားတွေလို့မြင်သွားအောင်လုပ်ခဲ့တာပါနောက်ပိုင်းမှာ ISIS လို့အဖွဲ့တွေဝင်လာတယ်နိုင်ငံတကာကလည်းဘယ်သူ့ကိုကူညီရမှန်းမသိတဲ့ဝေခွဲမရဖြစ်သွားခဲ့တယ်ဒီနေရာမှာပဲတော်လန်ရေးရဲ့တတ်သိမှုနဲ့စီးလုံးမှုပြိုကွဲသွားပြီးအာဏာရှင်အတွက်အသက်ရှူချောင်စရာဖြစ်သွားခဲ့ပါတယ်ဒီအချက်ကအရင်ရေးကြည့်ပါတယ်စီးရီးယားတော်လှန်ရေးမှာအာဆတ်အစိုးရဟာလက်နက်တင်မကပဲသတင်းမှားဖြန့်ဝေမှုကိုလူအမြောက်သုံးခဲ့ပါတယ်သူတို့ကငါတို့တိုက်နေတာပြည်သူကိုမဟုတ်ဘူးအကြမ်းဖက်သမားတွေကိုတိုက်နေတာဆိုတဲ့ဇက်ကွက်ကိုကဘာတိအောင်တိဆောက်ခဲ့တယ်ဒါကြောင့်တော်လှန်ရေးတစ်ခုမှာမြေပြင်ကအောင်ပွဲတယ်မကပဲ information war လို့ခေါ်တဲ့သတင်းအချက်လက်စစ်ပွဲမှာလည်းနိုင်ရဖို့အရေးကြီးပါတယ်စစ်ပွဲကြာလာတာနဲ့အမျှတော်လန်ရေးဟာစီးပွားရေးရရက်ခတ်မှုတွေရှိလာပါတယ်စီးရီးယားမှာတော့အာဏာရှင်ဟာနိုင်ငံတကာရဲ့ဒဏ်ခတ်မှုကိုခံရပေမဲ့မွေးစေဝါထုတ်လုပ်ရောင်းချပြီးစစ်သုံးစိတ်ကိုရှာခဲ့ပါတယ်တစ်ဖက်မှာလည်းတော်လန်ရေးသမားချို့ဟာစစ်ပွဲကိုအသုံးချပြီးကိုရိုးရှာတဲ့စစ်ဘရင်တွေဖြစ်လာခဲ့တယ်ဒါကြောင့်တော်လန်ရေးကာလရှည်ကြာလာတဲ့အခါစစ်စည်းပွားရေးထဲမှာလမ်းမပြောက်ဖို့အရေးကြီးတယ်လို့တော်လန်ရေးကိုစီးပွားဖြစ်မလုပ်မိဖို့အထူးသတိပေးကြပါတယ်စီးရီးယားဟာစီးရီးယားပြည်သူတွေနဲ့ပဲမဆိုင်တော့ပဲဆွန်နီရှီရိုက်ပရိပခအသွင်ဆော်ရီနဲ့အီရန်နောက်ပြီးနေတိုးနဲ့ရုရှားတို့ရဲ့အားပြိုင်ဝင်ပုံစံဖြစ်သွားပါတယ်နိုင်ငံခြားကူညီမှုတွေရဲ့နောက်ကမှာပါလာတတ်တဲ့အပေးအယူတွေကိုလည်းသတိချဖို့လိုပါတယ်အစိတ်ခတ်ထားတဲ့ပြားရည်ကိုမသုံးဆွဲမိဖို့ပါစစ်တပ်ရုံနဲ့မကပဲနေမီစိုးမိုးရေးမှာအုပ်ချုပ်ရေးကလည်းအရေးကြီးပါတယ်တော်လှန်ရေးအဖွဲ့တွေတိမ့်ပိတ်ထားတဲ့နေမီတွေမှာပညာရေးကျန်းမာရေးနဲ့တရားစီရင်ရေးကိုကောင်းကောင်းမလုပ်နိုင်တဲ့အခါပြည်သူတွေဟာစိတ်ပြက်လာပြီးအာဏာရှင်အုပ်ချုပ်မှုကိုပဲပြန်တန်းလာတတ်ပါတယ်ဒါကြောင့်ပြည်သူလူထုနဲ့မကင်းကွာပဲပြည်သူလူထုရဲ့အခက်အခဲကိုနားထောင်ဖြေရှင်းပေးနိုင်ဖို့လိုပါတယ်လွတ်မြောက်နေမြေတွေကိုဘယ်လိုစံပြအုပ်ချုပ်ရမလဲဆိုတာဟာတော်လှန်ရေးရဲ့ရည်ရှိအောင်ဝဲအတွက်တော့ချက်တစ်ခုဖြစ်ပါတယ်စီးရီးယားပြည်သူတွေဟာဆိုရင်ဓာတုလက်နက်သုံးခံရမှုမျိုးလုံးကျွတ်ပိတ်ဆို့ငတ်မွတ်စေမှုတွေကြားထဲမှာရှင်သန်နေခဲ့ရပါတယ်အာဏာရှင်ဟာအာဏာအတွက်ဆိုရင်ပြည်သူအပေါ်ကိုရက်ဆက်ပြနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့ဒီ
ဒီအမှန်တရားကိုလက်ခံထားနိုင်ဖို့နဲ့ခံနိုင်ရင်ရှိဖို့တည်ဆောက်ထားရပါမယ်ကဲအခုကျွန်တော်တို့တော်လန်ကြီးရဲ့ရှုပ်ထွေးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ပေါပါစီဝါလို့ခေါ်တဲ့ကိုသားပြစ်စစ်ပွဲအကြောင်းပဲဖြစ်ပါတယ်စီးရီးယားတော်လန်ကြီးသမားတွေရဲ့အမှားတစ်ခုကတော့သူတို့ဟာဒီပထောက်ခံမှုရဖို့ကြိုးစားရင်းနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုဒီပနိုင်ငံတွေရဲ့လက်ထဲကိုထည့်ပေးလိုက်မိတာပါပဲဥပမာတူရကီကတစ်မျိုးခိုင်းတယ်ဆော်ဒီကတစ်မျိုးပြောတယ်အမေရိကန်ကတစ်မျိုးလုပ်တယ်နောက်ဆုံးမှာတော်လိုင်းသမားတွေဟာအချင်းချင်းညီညွတ်ဖို့တဲ့သူတို့ကိုထောက်ပံ့နေတဲ့နိုင်ငံတွေရဲ့အလိုကျလိုက်လုံနေရတဲ့အတွက်အင်အားချိနဲ့သွားခဲ့ရပါတယ်ဒါဟာကျွန်တော်တို့အတွက်ရန်ကြီးမားတဲ့သင်ခန်းစာပါဘုရားထွန်းမြတ်နိုင်ပြောတဲ့ကိုယ့်ကကြမ္မာကိုဖန်တီးခွင့်ကိုဘယ်ထောက်ပံ့မှုနဲ့မှမလဲလှယ်ဖို့လဲလိုပါတယ်ဆီးရီးယားတော်လှန်ရေးကနေအရေးကြီးဆုံးချောင်ချားရမယ့်သင်ခန်းစာကတော့အချင်းချင်းပြန်တိုက်ခိုက်ခြင်းပါပဲဆီးရီးယားတော်လှန်ရေးအဖွဲ့တွေဟာဘုံရန်သူအာဆတ်ကိုတိုက်ရမယ့်အစားမိမိတို့နယ်မြေစိုးမိုးရေးအတွက်အချင်းချင်းပြန်တိုက်ခဲ့ကြတယ်ဒါဟာတော်လှန်ရေးရဲ့သေမင်းတမန်ပါပဲနောက်တစ်ခုကနိုင်ငံသားကိုအားကိုးလွှမ်းခြင်းမှာပြည်ပကူညီမှုကိုယူရမှာမှန်ပေမဲ့လို့ကိုတော်လှန်ရေးရဲ့ဆုံးဖြတ်ချက်ကိုပြည်ပနိုင်ငံတွေရဲ့လက်ထဲကိုထည့်ပေးလိုက်တာဟာအမှားကြီးတစ်ခုပါပဲနောက်ပြီးစောင်းရန်အနေနဲ့ကတော့တော်လှန်ရေးမှာနိုင်ငံရေးဥဆောင်မှုအားကောင်းဖို့လိုပါတယ်တည်ရည်မကဘူးနိုင်ငံတကာကိုငါတို့ဘာလုပ်နေလဲဆိုတာကိုရှင်းပြပေးနိုင်တဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုရှိရပါမယ်အတူယူစရာကတော့စီးရီးယားပြည်သူတွေရဲ့မဆုံးမနစ်တဲ့ဇွဲပါပဲမြို့တွေပြာကျသွားတယ်ဓာတုလက်နက်နဲ့တိုက်ခိုက်ခံရတယ်ဒါပေမဲ့သူတို့ဒီနေ့ထိအာဏာရှင်ကိုဒူးမထောက်ကြပါဘူးအထူးသဖြင့် White Helmet လို့ရက်ဖက်အဖွဲ့အစည်းတွေရဲ့စွန့်လွတ်ဆွမ်းစားမှုတွေဟာကမ္ဘာမှာစံပြပါပဲအခုဆိုရင်ဆီးရီးယားတော်လှန်ရေးဟာ73နှစ်ကျော်သွားပါပြီအာဆတ်ဟာရုရှားနဲ့အီရန်ရဲ့အကူအညီနဲ့အာဏာကိုဆက်ပြီးစုပ်ကိုင်ထားနိုင်တော့မှာပဲဒါပေမဲ့ဒါအောင်မတစ်ခုမဟုတ်ပါဘူးပြည်သူတန်းပေါင်းများစွာဒုက္ခတွေဖြစ်ရတယ်နိုင်ငံကလည်းပျက်စီးသွားပြီဒီနေရာမှာကျွန်တော်မှတ်ချက်တစ်ခုပေးချင်တာကတော်လှန်ရေးဟာလွယ်ကူတဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာပါပဲအထူးသဖြင့်ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာခြေကစားရတဲ့အခါညီညွတ်မှုဟာတစ်ခုတည်းသောလက်နက်ဖြစ်ပါတယ်ဆီးရီးယားရဲ့တမိုင်းဟာကျွန်တော်တို့အတွက်မှန်ချက်တစ်ခုလိုပါပဲကျွန်တော်တို့ဘာတွေရှောင်ရမလဲဘယ်လိုညီညွတ်တည်ဆောက်ရမလဲဆိုတာကိုဒီတမိုင်းကသင်ပေးနေပါတယ်ဒီဗီဒီယိုကနေရရှိတဲ့အတွေးမြင်တွေကိုလည်း comment မှာဆွေးနွေးပေးကြပါဦးခင်ဗျာကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ် peace